မိုးတွေရွာနေလိုက်တာရာသီဥတုကလည်းကိုပမာဆိုတော့ဒီလိုရာသီဥတုမျိုးနဲ့ဆိုရင်ရခိုင်မုတ်တီလေးကတော့လိုက်ဖက်ဆုံးပဲဟာခုပဲချက်စားလိုက်တော့မယ်အိမ်မှာအမြဲဆောင်ထားတဲ့အင်ကျဲရဲ့ရခိုင်မုတ်တီပူလေးနဲ့အမြဲချက်စားလိုက်တော့မယ်ရခိုင်မုတ်တီချက်ကိုအလုပ်တွေရှုပ်နေကြအောင်မလို့တော့ဟောခုလိုကူးကိုဖောက်ပြီးရင်ခင်ဗျာမုတ်တီကိုရခိုင်တုပ်လေးတုပ်ပြီးတော့ဟင်းလေးနဲ့စားမှာဆိုတော့တဝက်ကိုအရေးလေးချက်တဝက်ကိုအတုပ်လေးတုပ်ဖို့ခွဲထားလိုက်မယ်ပြီးရင်အရေးလေးချက်ဖို့အတွက်အညိုးမှာကအနှစ်တဘူးဆိုရင်ရေကိုစားတူဘူးလေးဘူးကနေ9ဘူးထိချက်လို့ရတယ်ဆိုတော့အခုခင်ကဘူးတဝက်ဆိုတော့ရေကိုတူဘူးလေးနဲ့2ဘူးထည့်ချက်လိုက်ပါမယ်နော်ကဲခုဆိုရင်အနံလေးကလည်းမှုလာပါပြီအရေးလေးကလည်းပွက်လာပြီဆိုတော့စားဖို့ပြင်လိုက်ပါတော့မယ်ခုဆိုရင်တော့မိုးအေးလေးနဲ့အလိုက်ဖက်ဆောင်ဖြစ်တဲ့အင်ချဲရဲ့ရခိုင်မုတ်တီအနှစ်ဘူးလေးနဲ့မုတ်တီရောမုတ်တီအရေးလေးပါတောက်ပြမှာဖြစ်ပါတယ်ခင်ကမုတ်တီရောအရေးပါတောက်မှာဖြစ်တဲ့အတွက်အရင်ဆုံးမုတ်တီအတုပ်လေးတုပ်ပြပါမယ်မုတ်တီဘူးထဲမှာပါတဲ့အနှစ်လေးနဲ့မုတ်တီလေးကိုတုပ်ပါမယ်မုတ်တီအနှစ်လေးကဖြစ်တဲ့အတွက်မုတ်တီဟင်းရည်လေးနဲ့စူစူလေးဖြစ်သွားအောင်ထည့်လိုက်ပါမယ်ခင်ကလေးလေးကြိုက်တော့အနှစ်မြင်မှန်းနဲ့ထည့်နေလိုက်တယ်အဲ့တော့သူ့အရသာလေးကလေးလေးပပီနေနဲ့ပွင့်ထွက်နေတော့ပဲဒီလိုမျိုးနေပြီးသားလေးဆိုလို့ရှိရင်တော့မိမိတို့စိတ်ကြိုက်စာပလာလေးထည့်ပြီးတော့မုတ်တီတုပ်လေးစားလို့ရပါပြီခင်ကတော့အစာပလာလေးအနေနဲ့ကြက်သွေးရယ်ငဖဲနဲ့ပဲကြော်လေးတွေကိုထည့်ပြီးစားပြမှာဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့မိုးအေးလေးနဲ့ရမ်းလိုက်ဖက်ပြီးတော့အရသာရှိတာရဲ့မုတ်တီတုပ်လေးရပါပြီစားကြပါအောင်ရှင်အခုဆိုရင်တော့ခင်ကမိုးအေးလေးနဲ့အရန်လိုက်ဖြစ်တဲ့အင်ချဲရဲ့ရခိုင်မုတ်တီလေးစားပြခဲ့ရဖြစ်ပါတယ်။ခင်လိုမျိုးပဲမိုးအေးလေးမှာဗာစားမြင်တည်တဲ့လူတွေအတွက်ဒီအင်ချဲရဲ့ရခိုင်မုတ်တီနေပူလေးကိုစားထားလိုက်ပါနော်။ခင်လိုမျိုးအင်ချဲရဲ့ရခိုင်မုတ်တီနေပူလေးကိုချက်စားနေကြဖြစ်တဲ့လူလေးရောရှိတာရှိရင် comment နဲ့ရေးပေးခဲ့ပါဦးနော်။အိမ်မှာချက်တဲ့အိမ်ချက်လိုက်ရအိမ်ချက်